ကျွန်တော်3အောင်စီးလာလို့ဖမ်းတယ်ဟုတ်ပြီ right လက်ခံတယ်ဘာကြောင့်ဖမ်းတာလဲရင်စီကန်းစီမဲ့ကမ်းမဲ့ဖြစ်လို့ကျွန်တော်တို့ကမှားတာဖမ်းခံတယ်ဖမ်းဒါပေမဲ့မဖမ်းတဲ့ကောင်မှလည်းဖမ်းတဲ့ကောင်ဝစ်စင်ရမယ်ဝစ်စားစင်ရင်မှုဆိုတာရှိတယ်နော်ဟဲ့အောင်哈喽，那米老瓦西，公米对你还比我低噶，今年的烟雾出价比，哈喽，对他今年比我来的多皮喽，你妈顶色比来着哇，你比我的妈妈的低呀没，你妈那对的苦白起来家哦喏。မပြောမဖြစ်မို့လို့ပြောရတာစီမဲ့ကမ်းမဲ့လုံနေတဲ့ကြော်သားရင်နဲ့ခွဲကြပြီးလုံနေတဲ့ကောင်တွေရှိနေလို့ကျွန်တော်တခုပြောလိုက်အောင်မယ်ဒီကျွန်တော်တို့စနေနေ့ရုံးမရက်မှာအချိန်နဲ့နိုင်နဲ့ပေါ့ဗျာဒီဆင်းဝင်ရတယ်ကျွန်တော်ဆိုတော့ညဆိုင်ကလေးငှားပြီးတွားရတာပေါ့အဲ့ဒါမှကဲငှားသွားတာပေါ့အချိန်နဲ့ခါနဲ့တိုင်းတာတခုတော့ပြန်လာတော့ဗျာကျွန်တော်ကကိုယ်အချိန်နဲ့တိုင်းလောက်ရတာဆိုတော့ထမချက်ရှိတယ်တဲ့ကျွန်တော်3အောင်စီးလာလို့ဖမ်းတယ်ဟုတ်ပြီ right လက်ခံတယ်ဘာကြောင့်ဖမ်းတာလဲရင်စီကန်းစီမဲ့ကမ်းမဲ့ဖြစ်လို့ရှိကန်းရှိအောင်ဖမ်းတာလက်ခံတယ် right ကျွန်တော်တို့ကမှားတာဖမ်းခံတယ်ဖမ်းဘယ်လောက်လဲတန်ကြီးဆောင်မှာ3000ခွဲတဲ့ဟုတ်ပြီ3000ခွဲမဟုတ်ဘူးစီကန်းမဲ့လို့3သိန်းခွဲဆိုလေကျွန်တော်တို့ကပေးရမှာပဲဒါပေမဲ့ကျွန်တော်ပြောတာပထမဆုံးတစ်ချက်ဖမ်းတဲ့ကောင်ပြောချင်တာဖမ်းတာဟင်းတာအဝိုင်းရမော်တော်ဘီရဲ့အဖွဲမင်းတို့ငါပြောတာနော်ဟုတ်ပြီပြောချင်တာကဖမ်းတဲ့ကောင်ကပထမဆုံးတစ်ချက်ပြောမယ်မင်းဖမ်းတဲ့အချိန်မှာအုတ်ထုံးမပေါဘူးဖနှက်မပေါဘူးဟုတ်ပြီနော်ဟဲ့ရမင်းဖမ်းတာမင်းသိရဲ့မင်းကားပေါ်နေပြီးမင်းဆိုင်ငယ်ပြီးတော့မင်းတို့ဖမ်းနေဆိုတာလေကွာလမ်းမအိမ်မှာလည်းမဟုတ်ဘူးကြောင်ကြောင်နဲ့တခိုးလို့ခိုးကြောင်ခိုးရနဲ့ဖမ်းတာဖမ်းရလိုလားဟဲ့အောင်နိုင်ငံတော်ခိုင်းတဲ့တောင်ကနိုင်ငံတော်ခိုင်းတယ်ဘာဖြစ်လဲတင်းတင်းချင်းပေါ့ကွာစီးမဲ့ကမ်းမဲ့ဖမ်းဘာဖြစ်လဲဘာကြောသားရင်နာမခေါ်ကြနဲ့အိုးဖမ်းဟဲ့ကာရက်ကောင်လည်းဖမ်းခါဝဲကောင်ကားငယ်ကောင်လည်းကိုဖမ်းဟဲ့ကြောသားရင်နာမကဖမ်းလက်ခံတယ်ဒါပေမဲ့မဖမ်းတဲ့ကောင်မှလည်းဖမ်းတဲ့ကောင်ဝစ်စင်ရမယ်ဝစ်စားစင်ရင်မှုဆိုတာရှိတယ်နော်ဟဲ့အောင်မင်းဖမ်းတဲ့အချိန်မှာအော်တိုမပါဘူးဖမ်းနှက်မပါဘူးယူနီမောင်းဘူတီပတ်တီနဲ့ဟုတ်ပြီနော်မင်းဖမ်းသွားတယ်ဟဲ့ဖမ်းလက်ခံတယ်အဲ့ရင်ငါလက်ခံတယ်ငါမပြောဘူးဘာကြောင့်လဲငါတော့စီးမြက်ကမ်းမဲ့ဒါပေမဲ့မင်းဖမ်းတဲ့ကောင်ကိုတိုင်ကိုကရှိကန်းရှိဖို့လိုတယ်ဟဲ့အောင်ဘာလဲမင်းတို့ကောင်တွေကငါတို့ကမတော်ရင်စီးကန်းနန်းစီးကန်းထိမ့်နေတဲ့ကောင်ပဲငါတို့တိုင်ရှင်းမဲ့ကွာပိုင်ပြင်းမဲ့နိုင်နင်းမဲ့ဆိုအကွက်နဲ့လောက်တာလားမင်းတို့ငါပြောချင်တာမင်းဖမ်းမဲ့ဆိုရင်မင်းတို့ပြည်သေးမှဟဲ့အောင်ရင်းပလိတ်ပြတပ်ပိုင်ခွင့်အကုန်ရှိတယ်မင်းတို့ဖမ်းမဲ့ဆိုရင်းပလိတ်ပါရမယ်မင်းတို့ကမော်တော်ဘီကတစ်စိတ်ပါရမယ်အုတ်ထုတ်ပါရမယ်ခရာကျိုးပါရမယ်ဟုတ်ပြီနော်မင်းတို့အဲ့လောက်ပြောဖို့ငါပြောရတော့မင်းတို့အိုက်တက်မကမင်းတို့သိပါတယ်ကျဲသီးတစ်လုံးပြောရင်မင်းတို့ကြီးမှာပုံမှန်ဘယ်လောက်လဲငါတို့ကြီးမှာပုံမှန်ဘယ်လောက်ပုံမှန်တွေရှိတယ်ဟဲ့အောင်မင်းပြည်သူတို့ကိုဖမ်းမဲ့ဆိုရင်ရှင်ယူသေးဘိုးယူသေးဖြစ်အောင်မင်းလို့ဟုတ်ပြီနော်မင်းလို့မင်းဖမ်းငါလက်ခံတယ်ဖမ်းမင်းဖမ်းရတယ်ဒါပေမဲ့မင်းကိုယ်တိုင်ကခိုးကြောက်ခိုးရဲနဲ့ဖမ်းဖို့မလုပ်ရအောင်ယူနီမောင်းပြည့်စုံနဲ့ဖမ်းယူနီမောင်းပြည့်စုံနဲ့ဖမ်းတဲ့ပုံမှန်ကိုပြောပြီးတော့ဖမ်းမင်းပြောတဲ့3000ပဲမဟုတ်3သိန်းပဲပေးမယ်ဟဲ့အောင်ဘာမှမဖြစ်ဘူး right လက်ခံတယ်မင်းတခန့်ငါတို့မင်းဖမ်းတဲ့နေရာနဲ့ခြေလံဖြတ်တဲ့နေရာနဲ့ဝေးတယ်တွားလိုက်တယ်ငါပြောတယ်ကျွန်တော်တို့တနင်္ဂနွေနေ့မှာအားရဖြစ်တယ်မလို့ဒီမှာကျွန်တော်ပတ်စံဆောင်ခဲ့ပါမယ်ဘယ်လောက်3000ပဲဆောင်ခဲ့မယ်ဆိုတော့လက်မခံဘူးတဲ့ငါ့ဟိုဒါမင်းတို့လက်မခံဘူးလို့ပြောတာငါရှိရကောင်လက်ခံတဲ့ကောင်တွေရှိတယ်နော်တပွင့်နဲ့ထိုင်နေရဲ့ဟိုတသိနဲ့ထိုင်နေရဲ့ရဲမေးရဲမော်တော်ဘီကရာရှိပေါ့ကွာပြောမယ်ဆိုတော့မင်းတို့ရှိမှာတော့တပွင့်ရအသုံးတဲ့တာငါတို့ရှိမှာတော့မင်းတို့အဲ့ပခုံးမတပွင့်ဆိုငါတို့မှတရက်လောက်ပဲဆောက်အသုံးတဲ့တာဟဲ့အောင်တဲ့ပဲငါမင်းတို့ပြောမယ်ဟုတ်ပြီနော်မင်းတို့ကောင်ဆိုမင်းတို့အကန့်နဲ့မင်းတို့ငါ့ကိုကန့်နဲ့ငါတို့ပဲဟဲ့ဒါငါပြောနေတာငါ့ကိုဖမ်းလို့မဟုတ်ငါအများပြည်သူတော့ဗာမင်းတို့ပြောနေတာဟုတ်ပြီမင်းတို့ဖမ်းတယ်ဖမ်းငါမပြောဘူးနော်ဖမ်းရတယ် right လက်ခံနေရဲ့ရုံးမလာဆောင်နေဟုတ်ပြီခဏနေကြတော့မပွဲသားရှိရလေတဲ့နဘေးကလူကလာပြောတယ်ဟာမင်းတို့နိုင်ငံတော်စီးလို့နေတာမင်းတို့ပွဲသားလူတာလားငါမေးလိုက်တယ်သိရင်တော့မေးတာကွာမင်းတို့သိရင်တော့မေးတာရုံးမတော့ဆောင်3000ခွဲတဲ့ဒီမှာဆောင်3000နဲ့9000နဲ့ဟမ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လက်ဖိတ်ဖို့2000ပေးရရဲ့တဲ့အဲ့ဒါ9ဘိတ်တော့မကွာဘူးကွာငါတို့နဲ့ညှိနေတဲ့ကောင်တွေကငါတို့ကမင်းတို့လုံးလို့ရလားပြီးမင်းတို့ကနေစပလိုင်းချက်ဆေးလို့လူအရမလောက်ဘူးလားမလောက်ဘူးဆိုမင်းတို့မိတ်သက်ရှိမယ်ကွာနော်
ပြီးတော့ပြည်သူစစ်ရှိမယ်ကွာနောက်ဆုံးချက်ရှိနေရှိမယ်အဲ့လိုကောင်းလို့ယူနီဖောင်းလေးတက်တက်ရဲဝစ်ပြီးတော့လူမြင်ကောင်းအောင်မင်းတို့ဆိုင်ငယ်တီတားတာမျိုးစစ်တာမျိုးဖမ်းတာမျိုးလက်ခံနေတယ်ငါမင်းတို့ငါပြောချင်တာကဟုတ်လားမင်းတို့ငါပြောချင်တာကမင်းတို့လုံမဲ့သူအပိုင်လို့ဟုတ်ပြီနော်ဟဲ့ငါမင်းနာဟဲ့အကောက်တူးတယ်လေမင်းတို့မတင်ရဒဲပြောပြီးငါဒဲတင်တာနော်ဖက်3000ခွဲမဲ့လို့လည်းမဟုတ်ဘူးဟဲ့ဟုတ်ပြီလားမင်းတို့တနေကုန်ဖမ်းတဲ့အမှု100ရှိရင်ဟဲ့နိုင်ငံတော်အဲ့မှု100လုံးမင်းတို့ရောက်လားဟဲ့မင်းတို့မရောက်ဘူးမင်းတို့ငါ့ကိုဆောက်ပေါက်ပန်းသေးမင်းတို့ဘာဖြစ်တယ်ညာပဲလေမင်းတို့ငါ့ကိုပြောမှာငါလက်မင်းငါအခုတင်ပြီးတော့ကြည့်ကြည့်ပြီးငါ့ကိုမှအတိုင်းဆိုင်လိုက်ဆဲတဲ့ကောင်တွေကလိုက်ဆဲဦးမယ်ဟဲ့ဆဲတဲ့ဆောက်ကူမဆောက်ဆဲနေကောင်ဆဲအမှန်တရားကိုငါပြောပြတာဟုတ်ပြီလားဟဲ့ဒီအိတ်နဲ့မင်းဖမ်းတော့ဒီအိတ်နဲ့ပဲဟဲ့ငါဖမ်းလို့ပြောတော့ငါစီးမဲ့ကမ်းမဲ့ဖြစ်လို့ကွာစီးကမ်းမလိုက်နိုင်တော့ဖမ်းတာဖမ်းလက်ခံတယ်ဖမ်းဘာမှမဖြစ်ဘူးဟဲ့3အောင်စီးလို့ရ right လက်ခံတယ်မင်းတို့ဖမ်းတဲ့ကောင်တွေငါပြောပါမယ်နိုင်ငံတော်ခိုင်းနေဟုတ်ပြီလားဘာလဲပွဲသားဆိုတာအကြားပွဲသား2000တောင်းဘာလုပ်တာတော့အဲ့ထားတဲ့ကောင်တွေအောင်မင်းတို့ဘာတော့ရဲဝတ်တွေနဲ့ငါတို့ရှင်ခိုးရမှာလားဒါကိုဘာလုပ်ရမှာတော့ဟဲ့တနည်းနဲ့အောင်တလမျိုးပေါ်တစ်ခေါက်မရောက်ဘူးဟဲ့ငါတို့တွေကတော်ထဲမှာပဲနဗန်းလုံးပြီးနေရတဲ့ကောင်တွေမင်းတို့လိုကြော့လေးတော်မျိုးပေါ်မှာနေရတဲ့ကောင်တွေအေးမင်းတို့အဲ့လိုနေခြင်းလို့မင်းတို့အဲ့လို့တာမနာလို့ပြောတာမဟုတ်ဘူးဒါပဲမင်းတို့ငါပြောပြမယ်ကြားလားဖားလားဆိုအောင်ကြည့်လောက်တော့မယ်ဆိုရင်မင်းတို့ပိုင်လို့နင်းမလားမင်းတို့တိုင်လို့မင်းတို့ရှင်းနိုင်တဲ့ထားအောင်မင်းတို့ပိုင်လို့နင်းမလားမင်းတို့နင်းမဲ့ဆိုမင်းတို့ဖက်တော့စီးဖို့လိုတယ်နော်ဟဲ့အောင်နေမင်းတို့ဖမ်းရင်မင်းတို့ယူမပြည့်စုံဝက်တိတိကျကျဝက်လုံးဆရာရှိတာမင်းတို့တိတိကျကျမင်းတို့လုပ်မင်းတို့ဖမ်းမှာမင်းတို့ဖမ်းလက်ခံတာ right လက်ခံတာဖမ်းဒါပေမဲ့ဖမ်းမဲ့ကောင်ယူမပြည့်စုံဝက်ငါမော်တော်ဘီကယ်ပဲကွာငါတာဝန်ရှိတယ်အဲ့ရတဲ့နေမင်းဟိုတန်းပြန်လာပုံစံမျိုးနဲ့ဘူဒီပတ်တီတော့မင်းလာမဖမ်းနဲ့ဟဲ့တရှုရက်သားရမင်းတို့မပြောရဲလို့မပြောတာပဲရှိရဟဲ့ရင်ထဲမှာကြိတ်ခံသားနေကောင်အများကြီးမင်းတို့ပြောပတ်စံဗမာပြည်ပေးလိုက် right လက်ခံပေးလိုက်တယ်ငါကစီးမဲ့ကမ်းမဲ့ဖြစ်လို့ငါထဲတဲ့ပတ်စံ3000ခွဲကောနိုင်ငံတော်ရန်ပုံငွေတော့ရောက်မှာလားမင်းတို့တိဖို့လူတယ်ဟုတ်ပြီလားဟဲ့မင်းတို့ငါအကြောင်းငါ့ကိုလုပ်ချင်တော့ငါလိုက်အောင်မမင်းတို့ဖုန်းနံပါတ်ချပေးလိုက်ငါမင်းတို့ရှင်ငါဖုန်းတယ်မင်းတို့မဆက်နဲ့ငါဆက်မယ်ဟဲ့ဟုတ်ပြီလားမင်းတို့ရင်စည်းကမ်းလမ်းစည်းကမ်းအခု100နားလဲငါတို့အခု100တော့ငါ10ခုတော့ငါတို့သိတယ်အရှင်မဟုတ်ဘူးနော်ဟဲ့မင်းတို့ပြောလိုက်မယ်ဟဲ့ငါဒီကိုတင်နေဆိုတာကလေနောက်လာမဲ့နောင်သားတွေအတွက်မင်းတို့လိုလမ်းမရှိရငါရဲ့နောင်တော်ကြီးတော့ဖမ်းပါပဲနဲ့ဖမ်းတာပဲကွာယူသေးတန်နေမင်းတို့ကြောင့်ဟုတ်ပြီလားမင်းတို့ကောင်တွေပညာတတ်ဥပဒေကြောင့်တိလို့မင်းတို့ရဲရနေမင်းတို့မတော်ပြီးရဖြစ်တာပါဥပဒေလမ်းကြောင်းနေမင်းတို့အများကြီးသိတယ်ဥပဒေလက်တုံးကြားမလုံနဲ့ပြီးရင်ပွဲသားဆိုရကောင်နေမင်းတို့ဘာလို့ထားတာလဲအဲ့ကိစ္စကြီးမင်းတို့တနင်္လာနေ့နော်အဲ့ဆိုင်ငယ်9ခုတန်းလာရိုးမယ်ဟဲ့ငါချက်လန်း9ခုတန်းလာဖြတ်မယ်ချက်လန်း9ခုတန်းလာဖြတ်မယ်မင်းတို့စပလိုက်ရဲ့ရှိရဲ့နေဟဲ့ငါအောက်မှာငါကိုမဲအောက်မှာရေးလိုက်ငါလာဆောင်ငါအဖမ်းခံငါမင်းတို့မှငါလာနေဦးမယ်ညရှင်းနေခေါ်တာမဟုတ်ဘူးနော်မင်းတို့လှုပ်တဲ့လမ်းကြောင်းတွေကမင်းတို့မဟုတ်ဘူးဖမ်းဖို့ကဘာဖြစ်လဲမင်းနိုင်ငံတော်ခိုင်းတဲ့အလုပ်ပဲဖမ်းဖို့လမ်းကြောင်းကမင်းစမတ်ကြောက်ယူနီဖောင်းနဲ့ခရတုံးနဲ့မင်းဖမ်းသားမှာမင်းဘာဖြစ်တော့မင်းနောက်ပြီးမှမင်းအရန်မီးတက်မင်းဘာကွာနဲ့ခေါ်ဘာမိုးတဲ့ကောင်တွေခေါ်တော့ငါတို့ကဘာလုပ်ရမှာတော့ဆရာခေါ်ရမှာလားဟဲ့မင်းတို့ဟဲ့ပခုံးမ3မိနစ်တော့ဆရာမခေါ်နိုင်ဘူးဟဲ့ရှင်းဒဲပဲကွာဟုတ်ပြီလားပြည်ရင်းနဲ့ကောင်ဝေးကြီးဟဲ့မင်းတို့ဒဲပြောတာမင်းတို့လှုပ်ရှင်ဟဲ့လှုပ်ရှင်ပြီဆိုလို့ရှိရင်သူများနင်းကျင်တယ်ငါတို့တိုင်လို့မင်းတို့ရှင်းနိုင်တယ်မင်းတို့ပိုင်လို့ကြိုင်မယ်နိုင်လို့နင်းမယ်ဆိုရင်မင်းတို့ဘက်ကမှန်အောင်လို့ဟိုကောငါချက်ချလန်တိုင်းသွားတဲ့ကောလူမောဘူဒီပတ်တီနဲ့ဖနက်ကမပါဘူးနော်ကားပေါ်ကနေပြီးဆင်းတာဖမ်းတော့တခိုးလမ်းကြောင်းငါလုံးမဖာသမပြေးမဲ့လမ်းကြောင်းဖမ်းလို့မဖမ်းတာမင်းတို့လှုပ်ရှင်တဲ့လို့ဟုတ်ပြီလားမင်းတို့စပိုင်ရက်ရှိရဲ့နေပြောငါနာမည်နဲ့ငါကိုယ်ပိုင်နံပါတ်ငါနေထောက်သိချင်းငါ့အောင်မမင်းကောမဝင်ကြီးမင်းဖုန်းနံပါတ်ချပြီလားငါဆက်မယ်ဟဲ့ဟုတ်ပြီလားအေးပြပွဲသားတွေကောင်းနေနော်ပြဟိုထိုင်ရေးတဲ့တယောက်ဟိုအမငါတို့လည်းပခုံးမအပွင့်တင်ထားပြီးတော့ပတ်စံလာအောင်ကြီးမကြည့်နဲ့နော်ကိုအောက်ရှိရကောင်းနေဘလို့ဖြစ်နေလဲဆိုတော့ကြည့်အောင်ဟုတ်ပြီလားခင်ဗျားတို့ဖမ်းတာကျုပ်အဖြစ်မပြောဘူးနိုင်ငံတော်လို့ကျုပ်ပြပြောကျုပ်လဲဝင်နှမ်းမယ်အထက်ကဌာနခိုင်းလို့ရှိရင်တေသူတေရှင်သူရှင်ရတာတောင်ဝင်ကိုတယောက်ခေါင်းမောက်တင်ထားဝင်နှမ်းရှင်နားလဲတယ်ဒါပေသည့်တခုတော့ပြောလိုက်အောင်မယ်ဒါပေသည့်စီနဲ့ကန်းနဲ့ဘောင်နဲ့လို့
နော်ငါးကြီးရှလန်ဖြတ်လိုက်ရလွတ်လိုက်တာပဲဆိုပြီးတော့စာကုန်းယူဖို့ကောင်း 比如领导的比如保卫师，原来生活上我公益，我来了也没有没有的嘛嘞。比他只生那家的鼻子厉害哟，PPC 呢把这比保的没吃变成家的嘞。那些变成啊行，可能买一道给不配过来吧嘞。老特比如的嘛，可能会变送家没喏，拜拜。